ဒီမှာအနေနဲ့ဆောင်ပေးထားတဲ့အစွန်းချက်လို့ငါမင်္ဂလာသိကြောင်မဒီလာခွဲတာ ဟဲ့နင်ငါမရောက် မရောက်လို့မရောက်လေကိုတွေမလုံးနဲ့ နင်ပြောအယုံကြည်မရှိဘူးဆို အဲ့ဒီကတော့အခုတကယ်ထူးလို့မလုပ်တယ်ငါစနာမဟုတ်ဘူးတကယ် အယုံကြည်မရှိရဲ့တငယ်ချင်းမရောက်မှုတော့ပြီ တကယ်ရှိလား ရှိတယ် ဒီသားရှင်ပြောအောင်ဒီကငါဝေးမယ်ဒီကနေပြေးစားလို့ငါဝေးမယ် နင်ကဘာစမ်းလို့ပြောပါဦး ဘာလို့ဆုံးနေလဲအခုတော့ဟိုအခက်အခဲဖြစ်နေတာစိတ်ချမ်းသာတယ်ပြီးလို့ရှိရင်ငါအခုလေအကြောင်းဝေးလေးတွေဟာဒီကောင်နဲ့ကြောက်လေးတွေအချိန်လေးခက်ပြီးလို့အဲ့လိုအော်ဒါလေးခက်ကြတယ် နည်းနည်းလေးအတလားအများကြီးအဲ့ဒါပြော မသိဘူးထူးထူးခြားခြားတော့ဖြစ်လာတယ်အခုထူးထူးခြားခြားတော့ချင်းချင်းကြောက်ကိုကငွေရပါတယ်တကယ်ကြီးရဲ့နောက်မှအစ်စ်ယူမယ်နောက်မှအစ်စ်ယူမယ်ပြီးခဲ့တဲ့ရက်20လောက်ကဒါအခုရက်20အတွင်းမှာဒါတိတိကျကျတကယ်ထူးခြားတယ်အဲ့တော့မဟာတိတ်ကြီးအောင်ဒီလိုမရမရှိနေကြီးအောင်ချွတ်တော့ဘူးဒီမှာလည်းမပြောကြတော့ မင်္ဂလာသိပြောင်းမင်္ဂလာသိပြောင်းမင်းသိနေတယ် မင်္ဂလာတိတ်အောင်ဟာ ဒါမင်္ဂလာသိပြီအောင် ဒါမင်္ဂလာသိပြီးအောင်တတိပါ ဒါနဲ့ဘာနဲ့ပါလဲလို့ထားလိုက်အောင် တော့တနက်ခါနေ ဒါဝယ်အောင်သမားတွေပွဲစားတွေစိုင်သမားတွေအယောင်းဝယ်သမားတွေပြီးတော့အချစ်ရေးအစင်မပြေတဲ့သူတွေအတွက်ဒါမင်္ဂလာသိတိအောင်ဗတိငါလုပ်ပေးထားတာငါလုပ်ပေးထားမဟုတ်ပါဘူးငါတို့ဟောကလျာဏီညနေပြီးတော့ပုံပေးတဲ့အတိုင်းလုပ်ထားတာ နဝင်းက ပုံကတော့ပုံကဒီဟောတော့ဒီတိတ်တိတင်ပေးထားတယ်ပြီးတော့ဒီအကုန်လုံးအေးချမ်းအောင်ဒီမြစ်တာလေးလုပ်ပေးထားပါတော့ဝယ်ရငယ်ချင်းမို့လို့ငါတငယ်ချင်းရင်ခက်ခက်မို့လို့ငါညို့ရှော့ပေးလိုက်မယ် ကျေးဇူးတင်ပါတယ်ဘယ်လောက်နဲ့လဲဘယ်လောက်နဲ့ပေးပါလဲ ဘယ်လိုစဉ်းစားပြီးမဲ့ရှော့ပေးလို့မရဘူး ဘာလို့လဲခေါ်ဆိုင်လို့ပြေးလာလို့လား ။ဆိုင်ကြီးထားလို့ ငယ်ချင်းစီတော့နည်းနည်းလျှော်လာဟုတ်တယ်ပါမရ ငါလက်ဆောင်ပေးမယ်ငါရှော့လို့ငါတို့လေငါလူအယောက်10ယောက်ရောက်တော့အယောက်1000ရောက်တော့ဒီအမြက်ပဲငါအယောက်1000ရောက်တော့ဒီအမြက်ပဲငါအမြက်ပပလေးနဲ့ငါအကုန်လုံးခုနှစ်ကမရှင်တွေအတွက်ငါလုပ်ပြီးထားအမြက်တွေလည်းအများကြီးငါယူမြန်အောင်ငါတို့ အစွမ်းတက်ရအစွမ်းထွက်ရပြီ ပရိဝယ်ပြီးတော့ရင်ပရိစိတ်ရမှာဖုံးကွာပရိစိတ်ဖို့စပဲလေးပေးမယ်ဒါပေမဲ့ပရိစိတ်ကနိုင်တော့တနည်းစိတ်ရမှာ တော့ဈေး ပ တော့ ရိ လည်း စိ မျိုး တ် ပဲ ကပရိစိတ်နဲ့စားတယ်ပြီးလာ ဒီနောက်လည်းမျိုးပဲရှိရဘောကသသိန်းခွဲနဲ့2သိန်း ဟောဘာပေါ်လဲသိ သူ နေ ကဒီကအိန္ဒိယနဲ့တတိလေးများသွားတာဘောက အေးရ ဒါနေတာပေါ့နော် အေးရ ဟုတ်တယ်အနေက ကျွန်တော်အဲ့သိနေသိနေတယ်သိနေတယ်သိနေကြတယ်ငါဒီကနေကောင်း လက်ပတ်လေးရှိရလက်ပတ်လေးပြပေးမယ် ဟိုလက်ပတ်ရပြီလေဒါမင်္ဂလာတိကျအောင်လက်ပတ်လေးဒီမှာသူပေးထားတာပထမတော့ sorry ရပြီးတာ မေးမေးပေးထားကြားလာပြီပေးတာငါမယူလို့အခုမှတကယ်ကိုတိတိတတ်တာလေး မေးပြီးတော့အေးတော့ပြီးအယုံကြည်မရှိငါအယုံကြည်မရှိတယ်နေလက်ပတ်လှလို့ငါပတ်ထားမယ် ထူးခြားမရောက်လား ကိုတကယ်ချင်းကကိုယုံကြည်လာတယ်ကိုတကယ်ချင်းကတကယ်ပထမဒါနဲ့ပတ်သက်ပြီးတော့အယုံကြည်သိမရှိဘူးအခုတော့လေတကယ်ဩဘာလို့ဒါလို့အယုံကြည်မရှိပြီလေဘာလို့ဒီရက်20အတွင်းမင်းပေးတာနော်ကြားတော့ရင်ကလေးနဲ့ပေးနေတာမယူဘူးဒါပေမဲ့ဒါပေးတာဆိုရက်20ပဲရှိရက်20အတွင်းမှာဘာကြည့်လို့ထူးခြားစိတ်ချမ်းသာတယ်ဟာပြီးရင်အခက်အခဲတွေရှိတယ်အဆင်မပြေတဲ့ဟာတွေအဲ့ဒါတွေအဆင်ပြေလာတယ်ပြီးရင်ငါပြီးရင် line ပေါ်မှာတင်ပြီးတော့အပြရတနာလေးကစိတ်ဝင်စားတယ်ရတနာဂျိုကြားလည်းမကြည့်လို့ဆိုတော့အော်ဒါတီတွေပြလိုက်တော့အော်ဒါတီတွေလာအပ်တာတချို့ကြောင့် line ပေါ်မှာတင်မှာလည်းဒီရောင်းရတာရတယ်တချို့ကြောင့်မကြိုက်ဘူးလေဒီငွေတချို့ကနည်းနည်းငွေတွေမို့လို့လူကြည့်ပါဆိုလို့သူက line ပေါ်တင်ထားတယ်အဲ့တော့ချွေလေးအပ်ကြတယ်အဲ့ဒါမျိုးနောက်ပုံအဲ့ဒါပြီးတာထူးကြတယ်ဒါကြောင့်လားပေါ့နော်ကို့ကြောင့်လားဒါကြောင့်လားဆိုရင်ပြီးကြတယ်လို့ဘုဘုစီကဝင်နေတဲ့ကစင်မာလေးတွေထူးကြရတယ်ကြောင့်တင်လာဒီပတိလေးကိုလို့မဖြစ်ပြအောင်တော့ချူမရလို့ဒီမှာလာတယ်ဘုဘယ်နှကုန်းကြည့်တယ်ဘယ်နှကုန်းကြည့်တာလဲဆိုတော့ ဒီအောင်ကဒီတော့များကြီးလေ အစပါနဲ့ရှင်းပါ ဒီမှာအမေ သဘောပေါက်ပြီအရောက်မှရှင်းရပါမယ်ဒီကလေအခုရှင်းရမှာ ရှင်းရဘယ်တကယ်ချင်းလည်းအတရားမပြေဘူး ကံပါလေ ဘာလို့အိန္ဒိယနဲ့တတိလေးတွေမှာသူကထည့်ထားပြီးရစီးတဲ့ဥစ္စာနဲ့ဒါကန်ကောင်းကြီးတွေယူဆောင် တိတ်နေရတိတ်နေထောင်တော့ဝင်အောင်လုပ်ပြီနော် နင်ပရင်းနိုင်စိတ်လေးနင်တော့ရဲ့နော် ဒါဗာလဲဟိုဗာဖေခါလာပဲဖြစ်ပြီမျိုးရအောင် ဘုံကွာပေးထားတဲ့စာရေးရှိရမှာဘုံပေးမယ် ဒီတကယ်ကြီးကိုဗာပြကောင်းတဲ့အရာလေးတွေညှဝေပြီးတယ်နော်တကယ်ကြီးပြန်လာတော့ဒီဝမ်းတာတယ် ခုမှကျေးဇူးတင် ဒီဖုန်းမကန်ဘူးလေငါတနေ့ကုန်ဆက်နေတာအဲ့ဒါမဖြစ်ဘူးငါရအောင်တော့မှရမိုးလေးနဲ့ငါထွက်လာလိုက်နော်ဆရာမခက်ခက်ကြီးဖိုင်ဟုတ်လားဟမ် ကိန်းနဲ့သက်ဆိုင် ဒါအားပေးနော်မိုးလိုက်ကြည့်ပြီ
အားပြီးတော့နှစ်သိန်းဘုတ်လိုက်တွေလေးသိန်းတော့မလုပ်ဘူး နေတော့ဘာတော့ဘာနောက်ထပ်အောင်မိုးတကယ်တချို့ရင်နေနေတယ်အောင်မလုပ်တာမို့ကိုယ်တကယ်ချင်းတော့ โอเคအဲ့ငါမလိုက်ဘူးနော်ဒီဒါပြပြလို့နေရှင်းလိုက် ပြေးရပြေး